မိတ်ဆွေတို့ရဲ့ Facebook ပေါ့ခင်ဗျာဒါမှမဟုတ် TikTok อ่ะပေါ့ခင်ဗျာအသုံးပြုရလေးနေပေါ့ခင်ဗျာအခုနီးလေးနဲ့ဖြည့်ရှင်းလိုက်ပါခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာ Facebook ကလေးနေဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ဒီ Facebook ကိုပေါ့ခင်ဗျာလက်ကလေးနဲ့3စက္ကန့်လောက်ဖိထားလိုက်ပါခင်ဗျာကျွန်တော်လက်ကလေးနဲ့ဒီမှာပေါ့ခင်ဗျာ3စက္ကန့်လောက်ဖိထားလိုက်မယ်ဖိထားရဆိုရင်အခုလိုလေးပေါ်လာမယ်ပေါ့ခင်ဗျာပေါ်လာရင်ကျွန်တော်ဒီဘက်ကဒီမှာပေါ့ခင်ဗျာ dust ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီမှာ dust ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နေလိုက်ရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာ storage ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာ storage ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအောက်ဆုံးက clear cache ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ပြီးတော့ clear လေးလုပ်ပေးလိုက်ပါမယ်ခင်ဗျာအပေါ်ကဒီမှာပေါ့ခင်ဗျာအရေးကြီးတာဒီ money space ဆိုတဲ့ထဲကိုမနှိပ်ပြီးဖို့အရေးကြီးရပေါ့ခင်ဗျာဒီအပေါ်အထက်ကိုနှိပ်ပြီးတော့ clear လုပ်လိုက်ရင်တော့ကိုယ့်ရဲ့ Facebook account လေးပြတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီအောက်ကပေါ့ခင်ဗျာဒီအောက်ဆုံးကဒီမှာ clear cache ဆိုတာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့အမိုက်တွေရှင်းသွားပြီပေါ့ခင်ဗျာဒါအဲ့လိုလုပ်တဲ့အတွက်ကိုယ့်ရဲ့ Facebook ကပေါ့ခင်ဗျာ Facebook account ထွက်သွားတာတွေဘာမှမဖြစ်ပါဘူးခင်ဗျာဒါအမိုက်တွေပဲရှင်းလိုက်တဲ့သဘောဖြစ်ပါတယ်ခင်ဗျာကျွန်တော် TikTok ဆိုလဲပေါ့ခင်ဗျာ TikTok ကအသုံးပြုရတာလေးနေရင်ကျွန်တော်ဒီမှာပေါ့ခင်ဗျာTikTok လေးကိုလက်ကလေးနဲ့3စက္ကန့်လောက်ဖိထားလိုက်မယ်ပေါ့ခင်ဗျာကျွန်တော်လက်ကလေးနဲ့3စက္ကန့်လောက်ဖိထားလိုက်မယ်ဖိထားလိုက်အဲ့လိုဒီ test ပုံလေးပေါ်လာမှာပေါ့ခင်ဗျာပေါ်လာရင်ကျွန်တော်ဒီ test ကလေးကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာ test ပုံလေးကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်လိုက်ရင်ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ storage ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်သူလည်းဒီမှာ storage ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးကျွန်တော်တို့ကဒီမှာclear data ကိုလုပ်လို့မရဘူးပေါ့ခင်ဗျာ clear data ကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့ရဲ့ TikTok account ကထွက်သွားမှာပေါ့ခင်ဗျာ log out ဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီ clear cache အောက်ဆုံးက clear cache ကိုပဲနှိပ်ပြီးတော့ရှင်းရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီမှာသူ့ရဲ့အမိုက်တွေရှင်းသွားပြီဖြစ်ပါတယ်ခင်ဗျာအောက်ဆုံးကဒီ cache ဆိုတဲ့ထဲကအမိုက်တွေဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအမိုက်တွေရှင်းလိုက်တဲ့အတွက်ကျွန်တော်တို့အသုံးပြုတဲ့ပေါ့ခင်ဗျာ Facebook တာမို့ TikTok ဟာအရင်ကတည်းကပို့ပြီးတော့မြန်ဆန်သွားမှာဖြစ်သွားတယ်ခင်ဗျာအခုနီးလျက်ကျွန်တော်တို့Facebook တို့ TikTok တို့မှာမဟုတ်ပေါ့ခင်ဗျာဘယ် software ဘယ် app ဆိုအခုနီးလေးနဲ့ပေါ့ဗျာလေးနေရင်ကျွန်တော်တို့အမိုက်တွေကိုရှင်းလို့ရပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လိုပေါ့ခင်ဗျာကျွန်တော်တို့ဒီ Facebook ကိုဖိလိုက်တယ်လက်ကလေးနဲ့3စက္ကန့်လောက်ဖိလိုက်တယ်အဲ့လို test ပုံလေးမပေါ်တဲ့သူတွေကတော့ကျွန်တော် setting နဲ့တွားပြီးတော့လောက်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာပထမဆုံးအနေနဲ့ setting နဲ့ဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာ add ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာ app ပေါ့ခင်ဗျာ add ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးတော့ဒီမှာပေါ့ခင်ဗျာapp management ပေါ့ခင်ဗျာကျွန်တော်တို့အဲ့တဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာအဲ့ဒီထဲမှာကိုကဘယ် software ကိုပေါ့ခင်ဗျာတန်ရှင်းရေးလုပ်ချင်တာလဲပေါ့ခင်ဗျာကိုလုပ်ချင်တဲ့ software လေးကိုလုပ်ပေးလိုက်အောင်ပေါ့ခင်ဗျာကျွန်တော်ကခုနကကျွန်တော်Facebook ကိုလုပ်ထားတယ်ပေါ့ခင်ဗျာ Facebook မှာမဟုတ်ဘူးပေါ့ခင်ဗျာအခုဒီမှာ Instagram ကိုကျွန်တော်ကလေးနေတယ်အမှိုက်ရှင်းကျင်တယ်ဆိုရင်အဲ့ဒီ Instagram ကိုတစ်ချက်နှိပ်ဝင်လိုက်မယ်ပေါ့ခင်ဗျာနှိပ်ဝင်ပြီးရင်ဒီမှာပေါ့ခင်ဗျာ story ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာ story ထဲမှာဒီအောက်ဆုံးက cut ပေါ့ခင်ဗျာဒီအောက်ဆုံးက clear cut ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီမှာအမှိုက်တွေရှင်းသွားပြီပေါ့ခင်ဗျာဒါကတော့ကျွန်တော်တို့ social တွေပေါ့ခင်ဗျာ software တွေ app တွေပေါ့ခင်ဗျာအသုံးပြုရတာလေးနေတယ်ပေါ့ခင်ဗျာအမိုက်တွေရှင်းကျင်တယ်ဘလို့ရှင်းရမှန်းမသိဘူးဆိုတော့သူတွေအတွက်ပေါ့ခင်ဗျာအခုနီးလေးနဲ့ဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာ